စားကောင်းလားသမီးတို့ ကောင်းလား ဒီမှာပေါ့မေကို3500ပဲပေးနော်တပွဲ ကောင်းလားအမေပြောလာတာမယူဆို လာတာမယူလေသမင်းမိုးယူတယ်လေရောင်းတာလေအလကားကျွေးရမှာမဟုတ် ဟေး ငါသားလေးအကြိုင်ဟောဒီမှာကြက်စီပြန်ငယ်လေးတက်ကမှငကျင်းချက်ကလေးဘလူးစားကျင်တော့မေးတော့စားကျင်တာစားသမီးစား ညညာကြီးပဲ သမီးလေးကြိုက်တာဆိုမှငကျင်းစီပြန်လေးမေးရကြော်ပြီးနှက်ထားတာ ဟောကြိုက်တာဗောမင်းရဲ့တမီးငချင်းစီပြန်လို့မနေ့တိုင်းကြောက်ယူတာဗောမင်း ငါစားကျင်တော့မနှက်ပြန် ငချင်းတော့လေ တုတ်ပေးမယ်သမီးကြီးလေးစားရတာโอเคလားအဆင်ပြေလား ကောင်းတော့မေပစုံတော့ရုံတော့ ငါသားလေးစားရတာအဆင်ပြေလား ပြေမပြေမေကျက်စီပြန်လေးကိုမှုေးနေမယ်ဒီကကြတော့ကြောက်ကွေးတော့ချက်ပြီးတော့မေ โอเคโอเคဟေးဒီမှာအေးပြေလေးချင်းလေးသမီးလေးချင်းလေးတော့ညုံညုံအမေထမင်းလိုက်ပွဲလေးတော့ယူပေးမယ်စားနော်ငါသမီးတို့ရော့ဟဲ့ငါသားတို့သမီးတို့အကျက်လက်ဖက်ရဲ့ပဲကြော်ရဲ့ကြီးမညီလာတာတိုးတယ်ဆို မေဘယ်သူပြော သူပြောပေါ့ညီကငါ့ကိုမပြောဘဲနဲ့ရှို့ထားဟဟလား မဟုတ်ပါဘူးမေပေးပါမေပါတပိလာစာ6သိန်းအမေကိုအိမ်ဈေးက3သိန်းဆိုတော့3သိန်း3သိန်း3သိန်း ဟာ3သိန်းတော့3သိန်းတော့3သိန်းပို့ပေးလေ4သိန်းပေးပါ ဘာလို့လဲမေကလည်း အိမ်မှာနဲ့အစာအကြီးဆုံးသူများတစ်ပကံနှစ်ပကံမပြီးဘူးနဲ့3ပကံ4ပကံမလေးကြိုက်လိုက်ရတဲ့ပစုံလုံးကြိုက်လိုက်ရတဲ့ဝက်စီပြန်ကြိုက်လိုက်ရတဲ့ငါတလောက်ပေါင်း အမေကနောက်ဆိုချက်မကျွေးနဲ့လေတပိလာဝေးချတော့ချက်ကျွေးနေ မလေးညီလာဝိတ်ချမှာအော်ပါနေပေးတဲ့အိမ်စရိတ်ကလည်းညီစားတဲ့ညီအစားအစာဘိုးကိုမရှိဘူးဟုတ်ကျင်ခါတဲ့ တူလာငါက တတငါသိမိမှလည်း နေလာစား10သိန်းရနော်မလေးအိမ်မှာအကောင့်ကြိုက်ဆုံးကတင်းမိုးမလင်းသေးဘူးအမေကော်ဖီတောက်ချင်လို့တစ်ခွက်လည်းမရဘူးနှစ်ခွက်လည်းမရဘူးအလောက်ကပြန်လာလူအမြောက်သေးမေဘာရှိတော့ဘာချက်တော့အုပ်ဆောင်ကလှန်ရတာနဲ့အသားမပါမစားတတ်ရတာနေအကောင့်အကြိုက်ဆုံးမလေးနင်တို့ပေးတဲ့ပတ်စံလက်တယ်ငါလည်းများအောင်မေ့နေလားအိမ်ကဆက်ရသေးရတော့ဟောဒီမှာအိမ်ကဆက်ရသေးရတော့မလေးအလောက်သမားမခကျုံခမပါဘူးနင်တို့စားသမျှတောက်သမျှဘိုး ဟုတ်ကဲ့ ဘာမှမပြော ငယ်ပါလေ မင်းကကော့စမက်လေးဝယ်ချင်လား ဒါသာတပည့်မပြားနော်နင်းအဝယ်ကျင်ဆုံးနင်းအတုံးကျင်ဆုံးနင်းအတုံးကျင်ဆုံး အဲ့ဆိုပြီးနေကြတာ2သိန်းဝယ်ပဲမလားနဲ့ ပြောကျင်ဦးနင်တို့တွေနော်မလေးလာစာထုတ်လို့လာစာပေးတာမအေကိုလှုပ်ကျွေးတာမိဘကိုလှုပ်ကျွေးတာမဟုတ်ဘူးနော်နင်တို့စရိတ်နင်တို့ပေးတာနော်လိုင်းပေါ်တောင်းတင်မြောက်တင်ပြင်မယ်မစင်းစားနဲ့မလေးကြိုက်လိုက်ရတဲ့အကောင့်စားလိုက်ရတဲ့အစားသူများသားသမီးတွေနဲ့ကိုမတူဘူးမင်းမျိုးမင်းနွယ်ဟိုဘရင်မျိုးဘရင်နွယ်တွေကိုကြလို့ လာမကုန်ရင်လာစာတော့ကုန်ပြီဟေးမေကလည်းဟင်းကောင်းနေချက်ကျွေးပြီးရှိသမျှလာစာကုန်သိန်း ဟုတ်ပါအဲ့ဒါကတော့ကြာဘူးမကြံမာရီတို့ဒီလာကော့စမက်ဝယ်ချင်တာကိုဝယ်ရ လက်ထက်ပါလေ ဟင်းကောင်းတော့စားကြမှာလေမာကြီးရဲ့ဒါပေမဲ့အများနဲ့အဲ့လိုပတ်စံကုန်နေဆိုတော့အဆင်မပြေဘူး အေးဟာစိတ်ညစ်ပါအဲ့လိုဟင်းကောင်းနေချက်ကျွေးပြီးလာစာတွေကုန်သိန်းဘယ်လိုလုပ်တော့ ကျွန်တော်ဆိုမိမကြီးကိုပတ်စံဆွချင်တာအမေကအိမ်ဈေးဖို့ဆိုပြီးအမြဲတောင်းနေတယ်အဲ့ထဲပဲရောက် နေရမိမရုံမှာ ကိုင်းနေမိုင် ဟွန်း မလေးကြင်ရ ဟာတော့ ဈေးလေးသွားလာမှာနော်အကြီးမဗာလေးမအောင်မှာတော့တမိဗာစားမှာတော့ ဘာမှမမတော့ပဲ အော်အေးဟုတ်ပြီအော်အေးအကြီးကောင်လေးကဗာတော့ကြက်သားရဲ့ငါ မေတောင်းပါခြေလေးချောင်းခြေနဲ့ချောင်းအကုန်ချောင်းထားတာတလားလုံးဒါနဲ့ပဲစားမှာဟိုကြောက်တော့မထဲနဲ့တော့မေ ငယ်မလေးရော မီလက်ရှိုင်းကြီးပဲမေစီလက်ထက်နဲ့လက်ဖက်လေးနဲ့ဒါလေးပဲတလားလား ဟုတ်တယ်ဟုတ်ကောရဲ့လားဟဲ့အိမ်မှာလဲစားပါတယ်ခါတိုင်းက ဟုတ်တယ်အဲ့ဒါနဲ့ပဲနေလိုက်တော့ ဟာသားလေးဝယ်ခဲ့အောင် ငါသားမမစားဘူး စားကြမလို့တော့ အော်ဒီမှာငပိလက်ဖက်လေးရဲ့ပဲကြော်လေးရဲ့ ဘယ်တော့အစားမှလည်းမပြောထားဘူးတော့မေတောင်းမဖြစ်ဘူး ဒီတိုင်းပဲကောင်းတယ်ဒီတိုင်းပဲ တော့ကောင်းမယ် သမီးတို့အဲ့ရှမ်းကြီးငပိလက်ဖက်လေးနဲ့နေတာအကောင်းနေလား ဟမ်ကောင်းတယ်မေကောင်းတယ်မေဟိုနောက်လည်းဒါနဲ့ပဲတော့ကျွေးတော့ဒါနဲ့ပဲတော့ကျွေး တလားစာပေးတာနော်မေ အေးကောင်းရင်ပြီးတာပါပဲမေတော်စားခြင်းလိုက်မလေးပြန်လာကြပြီလား လာပြီမေ လာစားလေးထုတ်လာကြတယ်ပေါ့ ဟုတ်တယ် ဟိုဒီလာသမီးတို့ကလေဟိုအရှိန်ငပိလက်ဖက်နဲ့ပဲစားတာလေအဲ့ဒါလေသမီးတို့တလားစာဝယ်ပေးထားတယ်ဆိုတော့လေဟိုဒီလာဘယ်လောက်ပေးရမှာလဲ အဲ့ဒါပြောမလို့အမေကလည်းလေရှမ်းကြီးငပိလက်ဖက်ထောင်းကိုစားပြီးကြိုက်နေတာဟဲ့ပြီးရင်ကိုကချက်တာပြုတ်တယ်လဲဝါသနာပါတော့အိမ်ရှိမှလေငပိလက်ဖက်ထမင်းဆိုင်လေးဖွင့်မလားလို့ ကောင်းတော့ မေကောင်းတယ်ဖွင့်ဖွင့် ဟိုဟေး
အိမ်စရိတ်လည်းဖားတယ်အကုန်ပြလည်းတက်တာတယ်စရိတ်ထုတ်ပေးကြအောင်အမေကိုဒီလလာစားအကုန်အပ်လာတော့ကုန်ဒီလလေမလို့တော့နောက်လာကြမလို့တော့အမေဆိုင်လေးဖွင့်ပြီး ABR တာမီလေးကငိမ့်ပြီ နောက်လာပေးကြမလို့ဘူးလားအဲ့ဆိုတော့ဒီလောက်ကိုအပ်လိုက်မယ် နောက်လာပေးဆက်မလို့ကျင်းတယ်နော် သွားမယ်မေရကောင်းလား ရောက်ကောင်းပါ ညကသမီးတို့ရှမ်းကြီးငပိလက်ဖက်လေးနဲ့သမင်းသုံးပွဲ မေကြောက်လို့ပါထဲနော် ခေတ္တဘဲကြော်ဆံမှာထဲမှာ ရမယ် ဆိုင်ဖွင့်ပေးခဲ့ရ ဆိုရှမ်းကြီးကြီးစုနဲ့ ရပါစေ โอเค စားကောင်းလားသမီးတို့ ညောင်းကောင်းလား ကောင်းပါဗော မေကို3500ပဲပေးနော်တပွဲ ဟမ်ကောင်းလားအမေပြောလာလာမယူဆိုအဲ့လို လာသာမယူလေသမင်းမိုးယူတယ်လေရောင်းတာလေအလကားကျွေးရမှာမဟုတ် ဟင်း